တောင်တန်းတွေကြားမှာရာစုနှစ်များစွာဖုံးကွယ်ထားတဲ့သမိုင်းတစ်ခုရှိပါတယ်။အဲ့ဒီသမိုင်းထဲမှာရဲစွမ်းတတ္တိဉာဏ်ပညာနဲ့ခေါင်းဆောင်မှုကြောင့်ထင်ရှားခဲ့တဲ့နာမည်တစ်ခုရှိပါတယ်။သူဟာဆက်စုခမ်းပါသူ့ဘဝမှာဘာတွေဖြစ်ပျက်ခဲ့တယ်လဲ။သူဘာတွေကိုတိဆောက်ခဲ့တယ်လဲ။သူ့နာမည်ကဘာကြောင့်ယနေ့ချက်တိုင်ပြောဆိုခံနေရတယ်လဲ။ဒီနေ့ကျွန်တော်တို့အဟုန်နိုင်ငံသမိုင်းရဲ့စိတ်ဝင်စားဖို့အခန်းတစ်ခုအတူတကွပြန်လည်လေ့လာကြရအောင်အစီအစဉ်လေးမစတင်ခင်ကျွန်တော်တို့တောင်ပေါ်သား YouTube channel လေးကို like and subscribe လုပ်ပြီးဘေးနားကခေါင်းလောင်းလေးကိုနှိပ်ခါကူညီအားဖြည့်ပေးခဲ့ကြပါဦးလူအင်အားများစွာမရှိဘူးလက်နက်အင်အားလည်းအင်ပါယာကြီးတွေတော့မကောင်းဘူးဒါပေမဲ့ရှမ်းမင်းသားတစ်ပါးဟာတောင်တန်းတွေကိုဖျက်ကျော်ပြီးမျိုးဆက်ပေါင်းများစွာတည်တတ်မဲ့နိုင်ငံတစ်ခုကိုတည်ထောင်ခဲ့ပါဒီနေ့ကျွန်တော်တို့ပြောပြမယ့်သူကတော့ဆက်စုခမ်းပါအဟုန်နိုင်ငံကိုစတင်တည်ထောင်ခဲ့တဲ့တိုင်းရှမ်းခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်73ရာစုအစောပိုင်းယနေ့တရုတ်နိုင်ငံယူနန်ဒေသမှာတိုင်းလူမျိုးအုပ်စုများနေထိုင်ကြပါတယ်အဲ့ဒီအချိန်မှာတိုင်းမင်းမျိုးမင်းတွေကဆက်စုခမ်းပါဟာနိုင်ငံရေးအခြေအနေတွေအနာဂတ်အခွင့်အလမ်းတွေကိုတွက်ချက်ပြီးအနောက်ဘက်ကိုခီးထွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်တမိုင်းမှတ်တမ်းအချို့အရသူနဲ့အတူလူပေါင်းထောင်ချီလိုက်ပါခဲ့ကြပါတယ်ခက်ခဲတဲ့ခရီးချမ်းသူတို့ဟာမြင်မားတဲ့တောင်တန်းတွေထူထပ်တဲ့တောအုပ်တွေကိုဖျက်ဆီးရပါတယ်ဒီခရီးကရက်ပိုင်းမဟုတ်ပဲလနဲ့စီကြာမြင့်ခဲ့တယ်လို့သမိုင်းပညာရှင်တွေကယူဆကြပါတယ်အစာရေစာရှားပါမှုရာသီဥတုဆိုးရွားမှုယောဂဗျာအခက်အခဲပေါင်းများစွာကိုကျော်ဖြတ်ခဲ့ကြရပါတယ်ဒါပေမဲ့ဆက်စုခမ်းပါသူ့လူတွေကိုဆက်လက်ဦးဆောင်ခဲ့ပါတယ်အဟုန်နိုင်ငံမွေးဖွားခြင်း1228ခုနှစ်ဝန်းကျင်မှာသူတို့ဟာယနေ့အိန္ဒိယနိုင်ငံအာတန်ဒေသကိုရောက်ရှိခဲ့ကြပါတယ်ဆက်စုခမ်းပါဟာဒေသခံလူမျိုးတွေနဲ့အမြဲစစ်တိုက်မနေခဲ့ပါတချို့နဲ့မဟာမိတ်ဖွဲ့တယ်တချို့နဲ့ကုံသွဲတချို့ကိုအုပ်ချုပ်ရေးထဲမှာပါဝင်စေခဲ့ပါတယ်ဒီလိုနည်းနဲ့အဟုန်နိုင်ငံကိုစတင်တည်ထောင်နိုင်ခဲ့ပါတယ်ခေါင်းဆောင်ကောင်းဆက်စုခမ်းပါဟာစေရေးတစ်ခုတည်းကိုအာမကိုခဲ့ပါဘူးစိုက်ပျိုးရေးဖွံ့ဖြိုးအောင်လုပ်တဲ့မြေအသုံးချမှုကိုစနစ်တကျစီမံတယ်လူမျိုးမတူတဲ့လူတွေအတူရှင်တွဲနေထိုင်နိုင်အောင်ကြိုးစားတယ်ဒီအခြေခံတွေကအာဟုန်နိုင်ငံကိုနှစ်ပေါင်းများစွာတည်တံ့စေခဲ့ပါဆက်စုခမ်းပါကွယ်လွန်ပြီးနောက်သူတည်ထောင်ခဲ့တဲ့အာဟုန်နိုင်ငံဟာနှစ်ပေါင်း600နီးပါးဆက်လက်တည်ရှိခဲ့ပါတယ်ဒီနေ့အိန္ဒိယနိုင်ငံအာတန်ပြည်နယ်မှာလည်းသူ့ကိုနိုင်ငံတည်ထောင်သူအဖြစ်ဂုဏ်ပြုကြဆဲဖြစ်ပါတယ်ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့အင်အားဟာစစ်တပ်တစ်ခုရဲ့အင်အားထက်လူတွေရဲ့ယုံကြည်မှုပေါ်မှာပိုပြီးတည်ရှိနိုင်တယ်ဆိုတာဆက်စုခမ်းပါရဲ့တမိုင်းကတက်တည်ပြနေပါတယ်စီစဉ်လေးရဒီလောက်ပါပဲဗျလူကြီးမင်းတို့ကြိုက်နေတက်ခဲ့တယ်ဆိုရင် like and share လေးကူညီပေးခဲ့ကြပါဦးအားလုံးအတွက်အာရီယိုစ်